ကျွန်တော်ကိုယ်တိုင်သုံးဖို့ရေမွေးနောက်ထပ်တစ်ပလင်းကိုကျွန်တော်ဝယ်လာရဗျအဲ့ရေမွေးကဘာလဲဆိုတော့ Tom Ford ရဲ့ Lost Cherry ဆိုတော့ Lost Cherry ကကျွန်တော်ကဒီ official store ကသွားပြီးတော့ဝယ်တယ်ပေါ့လေဆိုတော့ official store ကဝယ်တော့ဒီကောင်လေးရတယ်အဲ့ရတယ်ပြီးလို့ရှိရင် sample လည်းရတယ်ဗျ sample ဆိုတော့အထက်ကအိတ်ကဒီလိုမျိုးပုံစံလေးဆိုတော့ကျွန်တော် Ford ရဲ့ဒီအဓိကတော့သူ့ရဲ့ဒီကတ်တွေပြီးရင်ဒီ coin တွေထည့်လို့ရတယ်ပေါ့လေဒီပတ်စံ coin တွေထည့်လို့ကောင်းတဲ့အိတ်ပုံစံမျိုးပေါ့ဆိုတော့မဆိုဘူးဆိုတော့ leather လေးနဲ့ဆိုတော့အပြင်ကအိတ်ကတော့ကျွန်တော်အခုခီးသွားနေတာဖြစ်တဲ့အတွက်ကျွန်တော်ကအိတ်တွေကထားခဲ့လိုက်တာဆိုင်မှာပဲတခါလေကဲတဲလို့ရှိရင်ဟိုဖြစ်တော့ဆိုတော့ဒီကောင်ကလို့ရှိရင်ဒီကောင်က figure ဆိုတော့ဖြစ်ပုံကလေးလို့ပြကျွန်တော်က Tom Ford showroom ကိုသွားတာ showroom ကိုသွားပြီးတော့ကျွန်တော်အနက်နေအကုန်လုံးပြန်ပြီးတော့စမ်းတာပေါ့ပြီးရင်အနက်ကဟိုနည်းနည်းလေးမရှိပါကြားတဲ့အတွက်ဆိုတော့အဲ့ဒီမှာကျွန်တော်အစသွားတော့ကျွန်တော်ဒီကောင်ကိုဝယ်ချင်တာဒီ Tom Ford ရဲ့မြင်လာမလို့ဒီ Tom Ford ရဲ့ figure erotic ဆိုတဲ့ဟာဒီ figure erotic ကသူ့ erotic ကကြတော့စာလေးကို highlight လုပ်ထားတာပေါ့လေဒီ fucking fabulous ကိုအဲ့ fucking ကိုဖြတ်ထားလို့ပဲဆိုတော့ဒီ erotic ဆိုတဲ့စာကိုသူကဖြောက်ထားတယ်ဆိုတော့ဒီကောင်ဝယ်ဖို့တွားပြီးတော့စမ်းနဲ့အကုန်လုံးစမ်းလာခဲ့တာပေါ့လေဆိုတော့စမ်းနဲ့ကျွန်တော်ဒီကောင်ကိုစမ်းတယ်ဆိုတော့ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့အရင်ကြိုက်ရလောက်အောင်အဲ့လိုမျိုးဝယ်ရလောက်အောင်အဲ့လိုမျိုးကြိုက်တာမျိုးတော့မဟုတ်ဘူးပြီးလို့ရှိရင်ကျွန်တော်ဒီကောင်2025မှာထွက်ထားတာပေါ့လေဆိုတော့2025ပြီး2025မှာထွက်ထားတာရှိတယ်ဥဖိုရကစားရှိတယ်အဲ့ကောင်လည်းမိုက်တော့မိုက်တယ်ဒါပေမဲ့မင်းလေးဘက်နည်းနည်းလေးပို့ပြီးတော့ဆန်တယ်ဆိုတော့အဲ့ကောင်မဝယ်ဘူးပြီးတခြားဟာတွေလည်းအများကြီးဆန်တယ်နောက်ဆုံးဆိုတော့အာနာလည်းပါတယ်ပြောလို့ရှိရင်ဒီ brand ကိုလည်း support လုပ်ပေးနေတာလည်းပါတယ်ပြီးတော့ retail ကလည်းဝယ်နေတာလည်းပါတယ်ပေါ့လေဈေးကတော့တော်တော်လေးမြောက်သွားတယ်ဗျာကျွန်တော်ကယူမယ်ပြောပြီးတော့မှဈေးဒီပေါက်ချလာတော့ဒီကောင်ကဖတ်1900ကျော်ပေးရပါပေါ့လေဒီကောင်ကဆိုတော့ unboxing ဖတ်1900ဆိုတော့26သိန်း25သိန်းပေါ့ဆိုတော့ပုံမှန်ဝယ်လို့ရှိရင်အဲ့ဈေးတစ်ဝက်လောက်နဲ့ရချင်ရလိမ့်မယ်ဒါပေမဲ့ဒါ official retail shop မလို့ဗျဆိုတော့ပုံမှန်ဆိုလို့ရှိရင်အပြင်ကဒီ discount တွေရောက်ဝယ်လို့ရှိရင်အဲ့ဒီပေးလေးမရှိဘူးဆိုတော့ဒါကအဲ့ရတယ်ပြီးရင် sample ရတယ်ဗျ sample ကလည်းသူ့ရဲ့ original sample ပဲဗျဆိုတော့အထက်ကပလင်ကတော့ပုံစံဒီတိုင်းလေးပဲဆိုတော့ဒီကောင် Tom Ford ရဲ့ Lost Cherry ဆိုတော့ဘာလို့ဒီကောင်ကိုဝယ်လာရလဲဆိုတော့ဒီကောင်ကိုပဲဝယ်လာရလဲဆိုတော့cherry ပန်းအနံ့ရီမွေးဆိုတော့ cherry ပန်းအနံ့ရီမွေးထဲမှာဘယ် cherry အဲ့လိုမျိုးဒုပဲထွက်ကလုံးပဲထွက်တခြား brand တွေကဒီ cherry ပန်းအနံ့ဘယ်လောက်ပဲထွက်ကျွန်တော်အတွက်ကတော့ Tom Ford ရဲ့ Lost Cherry အနံ့တော်တော်လေးကို iconic ဖြစ်တယ်လို့ပြောလို့ရတယ်အဲအကြောင်းမို့ကျွန်တော်ကဒါကိုယ်တိုင်သုံးဖို့ဝယ်တာပေါ့လေဆိုတော့ရောင်းဖို့လည်းမဟုတ်ကိုယ်တိုင်သုံးဖို့ပဲဒါကျွန်တော်ရီမွေးထည့်ပြီးတော့ရှောက်သွားနေတာများတယ်ပေါ့လေဆိုတော့ဒီကောင်ရဲ့ဖျန်းလိုက်လို့ရှိရင်ကျွန်တော်ဟိုးအရင်တည်းကအနံ့အတိုင်းပဲဒီကောင်ကအသစ်ထွက်ထားရဲဆိုပေမဲ့ဆိုတော့ batch အသစ်ကိုပြောတာဆိုတော့ဒီ cherry ပန်းနန်းနဲ့ဒီ almond ပေါင်းထားတဲ့အဲ့လိုမျိုး nutty ဖြစ်တဲ့အနံ့တော်လေးမိုက်တယ်ဆိုတော့ဖျန်းလိုက်တာနဲ့ cherry ပန်းနန်းရတယ် almond ပန်းနန်းရတယ်ပြောလို့ရှိရင်သူ့ရဲ့ base မှာတော့ဒီ sandalwood တို့ cedarwood တို့ပြီးရင် mid မှာဆိုလို့ရှိရင်သူ့ရဲ့ rose တို့ပြီးရင်တခြားပန်းတွေပေါင်းထားရဲဆိုပေမဲ့သူကဖျန်းလိုက်တာနဲ့ cherry ပန်းနန်းအောင်တန်းမျိုးရနိုင်မယ်ဆိုတော့ cherry plus ဆိုတော့ပြောတယ်ဒီ almond ပေါ့ဒီဘာဒန်ဈေးနဲ့ပေါ့ဆိုတော့တော်တော်လေးမိုက်တယ်ဆိုတော့ longevity ကကြတော့ဒီကောင်ကအသားမှာအရင်ခံတဲ့ရီမွေးမှာတဲမှာဘာလို့လဲအင်ဂျင်မှာဆိုလို့နော်မစိုးပြဒါပေမဲ့ဒီကောင်က macerate လုပ်ဖို့နည်းနည်းလေးလိုအပ်မယ်နဲ့တူတယ်ဒီကောင်ကရီမွေးအစ်စ်ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဖျန်းပြနေနေကြာအဲ့လိုမျိုးထားပြီးတော့ဖျန်းတော့မှာဆိုတော့ longevity ကပို့ပြီးတော့ကောင်းပါဒီကောင်ကတော့သူ့ရဲ့အနက်အရင် iconic ဖြစ်တယ်တော်တော်လေးမိုက်တယ် Lost Cherry ကဆိုတော့ Tom Ford ကကျွန်တော်တို့ဒီ brand ကိုခြုံငုံကြည့်လိုက်မယ်ဆိုလို့ရှိရင် Tom Ford ဆိုတဲ့ brand ကအများသောအားဖြင့်ဒီ masculine ဖြစ်တာများတယ်ဆိုတော့ယောက်ျားလေးအရန်ဆန်တယ်အရန် warm ဖြစ်တယ်အဲ့လိုမျိုးgentleman တွေဆွတ်တာများတယ်အဲ့လိုမျိုးပြီးရင်ဒီဘယ်လိုပြောအသက်နည်းလေးကြီးရဲ့လူကြီးဆွတ်တာများတယ်ပို့ပြီးတော့ like တယ်ပေါ့တခြားဒီ Tom Ford ကတော့အရင်တိတ်မကြိုက်ဘူးဒါပေမဲ့ကျွန်တော်ကြိုက်တာကတော့ဒီ Tom Ford မှာဆိုလို့ရှိရင်ဒီ tobacco vanille ရှိမယ်ပြီးတော့လို့ရှိရင် Tuscan leather ရှိမယ် ombre leather ရှိမယ်ပြီးရင်ကျွန်တော်အကြိုက်ဆုံး fucking fabulous ရှိမယ်ဆိုတော့အရင်အကြိုက်ဆုံးပဲ
ကျွန်တော်လည်းအမြဲတမ်းပြောလို့ရေမွေးထဲမှာအကြိုက်ဆုံးပဲဒါပေမဲ့တချို့လူတွေအတွက်ကတော့ကြိုက်ချင်မှကြိုက်လိမ့်မယ် fucking fabulous တော်တော်လေးမိုက်တယ်ပြောလို့ရှိရင်ကျွန်တော်ဒီ fresh ဖြစ်တဲ့ထဲမှာဆိုလို့ရှိရင်ကျွန်တော်ဒီ coastal azura ရှိမယ်ပြောလို့ရှိရင်narrowly portofino အရမ်းမိုက်တယ် fresh ထဲမှာအရမ်းမိုက်တယ်ပြောလို့ရှိရင် solid blanc လည်းတော်တော်လေးမိုက်တယ်တော်တော်မိုက်တယ်အဲ့ဒီမို့လေပြီးရင်ကျန်တာဆိုလို့ရှိရင်အရင်တိတ်ပြီးတော့ကြိုက်တဲ့ထဲမှာမပါတော့ဘူးဆိုတော့အဲ့ဒါလောက်ပဲကြိုက်တယ်ဗျကျွန်တော်ဘလောက်စမ်းစမ်းအဲ့ဒါလောက်ပဲကြိုက်တယ်ပြီးမင်းလေးမှာဆို black orchid ကတော့ကြိုက်တော့ကြိုက်တယ်ဒါပေမဲ့ရာသီဥတုအရန်ရွှေ့ရအရန်အေးမှအရန်ဆုပ်လို့ကောင်းတာဆိုတော့မင်းလေးရေမွေးဆိုပေမဲ့မင်းလေးဒီတိတ်ပြီးတော့မစွတ်နိုင်လောက်ဗျအဲ့ဒီ black orchid ကဆိုတော့ဒါကတော့ကျွန်တော်အခုဝယ်လာတယ် Tom Ford ရဲ့ lost cherry ဖြစ်ပါတယ်ဆိုတော့ပလင်းကလည်းအရန်လှလို့ဗျအဲ့လည်းပါတယ်ပလင်းလှလို့ဝယ်ရလဲပါတယ်ကျွန်တော်ဆိုတော့ဒါကြီးကိုကျွန်တော်25သိန်းဆိုတော့ V80 refund ဆိုတော့23သိန်းလောက်ပေးပြီးတော့ဝယ်ခဲ့ရတယ်ဗျဆိုတော့အကောင်လုံးဒီရအောင်ဆိုတော့တော်တော်ဈေးများတယ်ဆိုတော့ဒါကျွန်တော်အစသွားဝယ်မလို့ဒါ sample ပဲယူလာခဲ့တယ်ဒါ A ဒါ lost cherry peace